ရှမ်းပြည်နယ်ရှိပိုင်းမိုင်အောင်မြို့နယ်ပြန်ဆိုင်နေပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအရှိပြုပို့ဌာန community ဆန္ဒခမနိုင်ယနေ့နောက်ပိုင်းကတဘာဝဘေးအနေဆိုင်ရာအသိပညာပေးတော့ရှုကိုပြုလုပ်ကျင်းပရာဒုတိယဦးစီးမှုဒေါ်နန်းပတ်နဲ့ကျွမ်းကျင်တော်ရုံတန်ဒေါ်နန်းစီဖောင်တို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်မင်္ဂလာပါမရေမင်္ဂလာပါညီမရေဟုတ်ကဲ့ဒီကနေ့ပြုလုပ်မဲ့ top show နဲ့ဆွေးနွေးမဲ့အကြောင်းအရာကိုအမကပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါတဘာဝဘေးအန်တရဲ့ဆိုင်ရာအသိပညာပေး top show ဖြစ်ပါတယ်ဆွေးနွေးမဲ့အကြောင်းအရာကတော့မြေပြိုအန်တရဲ့ကြိုတင်ကာကွယ်ပေးဖြစ်ပါတယ်ဟုတ်ကဲ့မြေပြိုခြင်းမဖြစ်ပေါ်ရလေအောင်လူပယောဂများကိုချွန်းချက်မရှိရာနှုံပြည့်ရှော့ချကြရမည်ဖြစ်သလိုတဘာဝဖြစ်စဉ်ကြောင့်မြေပြိုခြင်းများကိုလည်းတတ်နိုင်သမျှကာကွယ်တားဆီးကြရန်လိုအပ်ပါတယ်ရှင်မြေပြိုခြင်းမှကြိုတင်ကာကွယ်တားဆီးနိုင်တော့နီလန်ကောင်းတဲ့ရမှာနေ့ရှိသစ်ပင်ကြီးများကိုသူတို့အခြေချနေထိုင်ရာမြို့ရွာများ၏အနီးတစ်ဝိုက်၌စနစ်တကျစိုက်ပျိုးထားခြင်းပင်ဖြစ်ပါတယ်ရှင်နေ့ရှိသစ်ပင်ကြီးများသည်အပင်အရွယ်စားနှင့်အပင်အတန်အလိုက်အပင်ပတ်လည်သောဝိုက်ပေပေါင်းရာနှင့်ချီ၍မြေသားလွှာများကိုကျစ်လစ်အောင်ကုတ်ထူထိမ့်သိမ်းပေးထားနိုင်စွမ်းရှိကြပါတယ်ရှင်ထို့မြောက်မကမြေစည်းလွှာတိုက်စားခံရခြင်းကိုလည်းကောင်းစွာကာကွယ်ပေးနိုင်ကြသလိုအရှိန်အဟုန်ပြင်းစွာစီးဆင်းဝင်ရောက်လာတော့ရေထုကြီးကိုလည်းဟန်သားစည်းကာကွယ်ပေးနိုင်သဖြင့်လူနေမြို့ရွာများ၌မြစ်ရေချောင်းရိပ်များကြောင့်ရုတ်တရက်ရေကြီးရေရှမ်းဖြစ်ခြင်းကိုနောက်နေကြန့်ကြာအောင်လှုံ့ဆော်နိုင်စွမ်းရှိကြပါတယ်ရှင်ဟုတ်ကဲ့ပါအမအနေနဲ့ဆက်လက်ပြီးဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ပါထုထဲပမာဏအလွန်ကြီးမားတဲ့ရေထုကြီးကြောင့်နေအိမ်အဆောက်အအုံများနဲ့အပင်ငယ်အပင်လက်များကလွယ်လွန့်တကူရေစီးနစ်မျောပါသွားနိုင်တော့လေအရွယ်အစားကြီးမားသောနှစ်ရှည်တစ်ပင်ကြီးများကမူအမြစ်ကကျွတ်ပေးရေစီးကြောင်းနဲ့လိုက်ပြီးတော့မျောပါသွားရခဲရင်ပါတယ်လို့ဖြစ်ပါရွေလူနေမြို့ရွာများအတွင်းနဲ့အနီးတစ်ဝက်မှာနှစ်ရှည်ပင်ကြီးများကိုစနစ်တကျရှင်းတအောင်တိုးဆက်ဆက်ပြုခြင်းနဲ့ရှိပီတာနိစေပင်ကြီးများကိုမိတိအကြောင်းနှင့်များခုတ်လဲဖြိုဖြတ်မှုမပြုတ်ကျခြင်းအဖြစ်တဘာဝဖြစ်စဉ်ကြောင့်ဖြစ်ရသောမြေပြိုခြင်းကိုအတိုင်းအတာတရက်အထိဟန်တားနိုင်မှာဖြစ်ပါကြောင်းဆွေးနွေးလိုက်ရပါတယ်ရှင်ကျွန်မကတော့ဝေဝေခိုင်ပါရှင်